brother တို့ mobile legend တွေကို dinosaur တွေရောက်လာပြီဆိုတာတီးပြီးကြပြီလားအားလုံးပဲမင်္ဂလာဒီနေ့ကျွန်တော်ပြောပြမယ့်အကြောင်းအရာတော့ mobile legend က Naruto event နဲ့ collect လုပ်ပြီးတဲ့နောက်မှာတော့အခု All Star event ဆိုပြီးတော့ All Star event နဲ့ collect လုပ်မယ်ပေါ့နော်dinosaur တွေနဲ့ collect လုပ်ထားရပေါ့နော်အဲ့တော့မြေပုံတွေတော်တော်များများလည်းဒီ dinosaur ပုံတွေနဲ့ပြောင်းလဲသွားမှာဖြစ်ပါတယ်ဒါဆိုလို့ရှိရင်လူသားစားတဲ့ပန်းပွင့်ပြီးလို့ရှိရင်ဒါက dinosaur ရှည်ရာတွေပေါ့နော်ပြီးလို့ရှိရင် rubber တွေ blue bird တွေကလည်းအကုန်လုံးပြောင်းလဲသွားမယ်ပေါ့နော် dinosaur ပုံစံနေနဲ့အဲ့ဒါအပြင်ဟိုမှာjungle monster လေးဆိုလို့ရှိရင်လည်းရှူးပြန်ပုံစံလေးဖြစ်သွားမယ်ပေါ့နော်အဲ့ဒီရှူးပြန်လေးကိုတတ်လိုက်မယ်ဆိုလို့ရှိရင်ရှူးပြန်လေးကကိုယ်နောက်မှာတောက်လျှောက်လိုက်နေမယ်လိုက်ပြီးတော့ဘေးနာရှုံထဲမှာ enemy ရှိလို့ရှိရင်လည်းဗီရှင်ပြအောင်မှာပေါ့နော်အဲ့လေးကတော်တော်မိုက်တယ်ပြီးလို့ရှိရင် go back တွေ ESP ဘက်လေးရလည်း dinosaur ပုံလေးပြောင်းအောင်နော်ပြီးရင်လက်ကြီးကလည်းအရင်လိုလိမ့်မဟုတ်တော့ဘဲနဲ့ dinosaur ကြီးဖြစ်သွားမယ်ပေါ့နော်အဲ့ဒီနောက်မှာအမိုက်ဆုံးတစ်ခုကတော့ law ပေါ့နော် law ကတော့အနီရောင်ကြီးတော်တော်လေးမိုက်တယ်အခုကတော့မာရာစကင်ဖြစ်ပြီးတော့နောက် event မှာကြာရင်တော့ဒီ dinosaur ရှူးပြန်ကောင်ကြီးဖြစ်သွားမယ်ပေါ့နော်ဒါကြီးကတော့တော်တော်လေးမိုက်တယ်ပြီးလို့ရှိရင်သူကတာဝါဝင်ထိုက်တဲ့နေရာမှာလည်းအောက်ကနေမသွားဘဲနဲ့အတော်မှန်ကြီးပြန်ပြီးတော့ဝင်ထိုက်တာကြီးတော်တော်လေး fight ပါတယ်အဲ့တော့ brother တို့ဒီ event နဲ့မှာပါတဲ့ jungle monster လေးကိုကြိုက်လားမကြိုက်ဘူးလားဆိုတော့အောက်က comment မှာဝင်မှန်းခဲ့လို့ရပါတယ်ဒီ video ကတော့ YouTuber Kazuki Shia နဲ့ credit ပေးပါတယ်အားလုံးပဲပိုင်ပါ